ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်တပေါင်းလာဇန်တည့်ရက်နေလားဟဲ့လားဒီကနေ့တပေါင်းလာဇန်တည့်ရက်နေရောက်သွားပြီဟောတော်မျိုးတပတ်လူတာမင်္ဂလာစဉ်ကိုကြောင်းတဲ့အတွင်းမှာတနင်္ဂနွေနေ့တိုင်းအပတ်စဉ်ဝိပဿနာသင်တန်း9ပတ်မြောက်ပေါ့နော်ဒီ9ပတ်မြောက်မှာဘုန်းတို့ပိဋကတ်3ဘောတို့တွင်သုတ်တနာပိဋကတ်နိကေ9ရက်တို့တွင်တန်ယုတ်တာဝိနိကေခန္ဓာဝကတန်ယုတ်ပါဠိတော်မှာလာတဲ့ထေရဝတ်ထဲကတိတ်တာသုတ်တန်တော်မြတ်ကြီးကိုဟောကြားနာကြားကြည်ညိုကြရအောင်ဒီကနေ့မှာဘုရားဆရှိတဲ့တန်ခါတော်ရှင်မြတ်တို့ကဆွမ်းဆရှိတဲ့ခဲဘဘောစီချိုခြင်းရတာဖြတ်ပြဆက်ကလူတန်းပြီးတရားလုံးကျိုးပန်းအထောက်ကြယောဂီသူတော်တင်တို့အာဟာရဒါနဓမ္မဒါနပေးလို့တဲ့ကုသိုလ်ကောင်းမှုရှင်ကတော့ဘုန်းတို့မဝန်းငယ်ရဲ့33နှစ်ပြည့်မွေးနေ့ကုသိုလ်မွေးနေ့မင်္ဂလာဖြစ်ဒါနကောင်းမှုတွေပေးလို့ကြတယ်ဓမ္မဒါနကောင်းမှုတွေအာဟာရဒါနကောင်းမှုတွေပေးလို့တဲ့ကုသိုလ်ကောင်းမှုပြုဝဲပေါ့နော်ဒီနေ့မှာဘုန်းတို့တရားတော်ရဲ့အမည်ကအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးလို့မှတ်ထားပါတော့တရားတော်ရဲ့အမည်ကပါလဲ10 နာရီနဲ့25မိနစ်ရှိသွားပြီနော်တရားမဟောတော့မဟောရသေးဘူးဟဲ့လားတရားဟောလို့ရှိရင်အချိန်ကပိုမြန်နေတယ်လို့ပဲအဲ့တော့ဒီတရားတော်မြတ်ကြီးကိုဟောကြားမိမနာကြားမိရှေ့ဖို့မှာတရားတော်အားလုံးကိုဟောပြတော်မူခဲ့တဲ့တရားပိုင်ရှင်စစ်ဖြစ်တော်မူတဲ့သုံးလောကထွတ်တာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဂုဏ်တော်ပုံတော်တွေအာယုံမှန်းပြီးတော့မှရှိခိုးပူဇော်တော်မူလိုက်ကြအောင်မြတ်စွာဘုရားကိုအောင်ပြုထားပါနော်ဒိဋ္ဌိဗန္ဒနာဗန္ဒီတနာသောဒေနဝါဟိတိတတ္တိနာယကတာရိတိဘဂဝန္တတဒေနမောနာယကလူသုံးပါးတို့ရှိသောခင်ညိုဖြစ်တော်မူပါမြတ်စွာဘုရားဒိဋ္ဌိဗန္ဒနာဗန္ဒီယေမိစ္ဆာဒိဋ္ဌိသောအနောက်ဖက်ဖြစ်ဖွဲ့ချက်တုံတော်ဂုံသည်ဖြစ်၍တဏသောဒေနာတဏပင်လည်းဤပင်ကျေကြီး၌ဝါဟိတိကံလည်းမမြင်ဆုံးမထင်အောင်အစဉ်တစိုက်မျောရကုန်သောဝါတဏသောဒေနာဝါဟိတိတဏရေလေးဖြင့်အစဉ်မျော၍နေကြကုန်သောတတ္တိဘောဓုသနေဘောကျွေများသောတတ္တဝါတို့ကိုတော်ရှင်တော်မြတ်ဘုရားသည်တာရီတိတိမောမခင်ယထာယေဖြင့်စေတင်ကင်းမတော်မူပေ၏ဘဂဝန္တတာဘုန်းတော်၆သူကျေးဇူးကုန်၏ပြည့်စုံတော်မူပါ၏ထသောတော်ရှင်တော်မြတ်ဘုရားအဟံသူတော်သူမြတ်လူနေနှင့်တို့ရှင်နေရမြောဘုရားတပည့်တော်သည်မယံသူတော်သူမြတ်လူနေနှင့်တို့ရှင်နေရမြောတရားနာကြမဲ့ဘုရားတပည့်တော်တို့သည်ပူဇေပူဇာမှာမင်္ဂလာဆရဏလက်ဥဇာ၌ကြည်သောကိုရောပူဇော်မြတ်နိုးလက်ဆုံးမိုး၍ရှိခိုးကြောပါ၏မြတ်စွာဘုရားဣမိနာဗုဒ္ဓဗနာမိနာဤသို့ဘုရားရှင်အားရှိခိုးကြောင့်ဖြစ်သောဗနာမစေတနာကြောင့်မေမောင်သေးခင်အောင်ကြည်တွင်အောင်မြတ်မြောဘုရားတပည့်တော်အားနောအမကံမောင်သေးခင်အောင်ကြည်တွင်အောင်မြတ်မြောတရားနာကြမဲ့ဘုရားတပည့်တော်တို့အားဇေယမင်္ဂလံတွင်ပနတံယမအပေါင်းအောင်ကြောင့်အောင်မင်္ဂလာသည်အထုဘဝတုမြေကြီးလက်ခံမလွယ်လက်တို့ဆက်ဆက်မသွေမှန်မင်ဖြစ်ပါစေတည်းဘုရားရှင်ကိုရောမြတ်ကြီးကဂုဏတော်ဘုံတော်တွေအာရုံမှတ်ပြီးတော့မှရှိခိုးပူဇော်တော်မူပြီးတဲ့နောက်မှာတရားတော်ကိုဟောကြားနာကြားကြည်ညိုကြမယ်ဆိုတော့တရားတော်ရဲ့အမည်ကအကျွမ်းကျင်သောလမ်းပြဆရာကြီးဒါဘုန်းတို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဒါဟောနေတာပေါ့နော်အဲ့တော့ဒီတုတ်တန်တော်မြတ်ကြီးမှာဘုရားရှင်ကိုတော်မြတ်ကြီးကကိုတော်မြတ်ဘုရားရှင်ကိုတော်မြတ်ကြီးကိုယ်တိုင်ဘုရားရှင်ကိုတော်မြတ်ကြီးကသူ့ကိုယ်သူသားသုံးလုံးထားတဲ့စကားလေးရှိတယ်အဲ့စကားကဘာလဲဆိုလို့ရှိရင်မက္ကကုသလာနော်စကားကဘာလဲမက္ကဆိုတာလမ်းခီး၌ကုသလကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒီမက္ကကုသလာဆိုတဲ့ပါဠိလေးကိုယူပြီးဘုန်းတော်ကအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးဆိုတဲ့ခေါင်းစဉ်ပေးထားတာပေါ့နော်
တခါတလေကြာရင်မြတ်စွာဘုရားသူ့ကိုယ်သူဘေးသစ္စာကုလို့နော်တကယ်ကိုကြွကျင်လိမ်မာတဲ့ဆေးဆရာကြီးလို့လည်းတုံပြီးဟောထားတဲ့တုတ်တန်တွေရှိတယ်။အဲ့ဒီမှာဘုန်းတော်ဒီကနေ့မှာတိဋ္ဌသုတ်တော်တော်မြတ်ကြီးမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသူ့ကိုယ်သူမက္ကကုသလအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးအဲ့တော့ဒီတရားတော်မြတ်ကြီးမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ပါဠိတော်ရဲ့သားပေါ့နော်တိဋ္ဌမထေရဆိုတာရှိတယ်ဒီတိဋ္ဌမထေရကိုအကြောင်းပြုပြီးတော့မှဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒီတရားတော်မြတ်ကြီးကိုဟောခဲ့တယ်အဲ့တော့ပါဠိတော်ရဲ့သားဆိုတော့မြတ်စွာဘုရားနဲ့ဆိုတော့ညီအကိုဝမ်းခွဲတွေတော်တာပေါ့နော်တိဋ္ဌမထေရနဲ့မြတ်စွာဘုရားနဲ့ဘာတော်လဲဆိုရင်ညီအကိုဝမ်းခွဲတော်တယ်အဲ့ဒီပါဠိတော်ရဲ့သားဖြစ်တဲ့တိဋ္ဌမထေရတခါတော့သူဟာယဟန်တော်တွေကိုပြောတယ်ဘယ်လိုပြောလဲဆိုတော့အပိမေအာဟုသောမဓုရကဇာတော်ဝိယကာယောဒိတာပိတေနပခာယန္တိဓမ္မာပိဗံမနပရိဗန္တိထိနာမိတ်တင်္စမေတိစိတ်တံပရိဒါယတတိတတိအနာဘိရတောသဗြမစရိယံစရမိဟောတိမိတံမေတုဝိဇိကိစ္ဆာတိအာဟုသောငါရှင်တို့မေငါသည်အပိစိတိဧကံမှန်အပြင်မဓုရကဇာတော်ဝိယမဓုရကဇာတော်ဝိယကာယောတဲ့စိတိဧကံမှန်အပြင်ငါရဲ့ကိုယ်ကြီးကလေးလံထိုင်မှပြီးတော့နေတယ်မဓုရကဇာတော်ပျော်ရွှင်မှုမရှိဘူးလေးလံထိုင်မှပြီးတော့နေတယ်ဒိတာပိမေနပခာယန္တိအရက်လေးမျက်နှာအရက်ရှင်းမျက်နှာတို့ကိုလည်းမထင်ဘူးတဲ့နော်အရှိရက်ကိုလည်းမသိဘူးအနောက်ရက်ကိုလည်းမသိတော့ဘူးတောင်ရက်ကိုလည်းမသိတော့ဘူးမြောက်ရက်ကိုလည်းမသိတော့ဘူးတဲ့ဓမ္မာပိမန္နပရိဗန္တိအာတင်ယူမတာသားထားတဲ့တရားတော်မြတ်တွေကလည်းမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတွေကိုဘုန်းတို့ရှေ့တော်ယဟန်တော်တွေလည်းသင်ကြရတယ်နော်ရှေ့တော်ကသင်တာကြတော့ဤစနစ်တစ်မျိုးပေါ့အဲ့တော့ယဟန်တော်တစ်ပါးကနေရှေ့ကနေရွတ်ပြတယ်အဲ့ဒါကိုကျန်တဲ့ယဟန်တော်တွေကနားထောင်ပြီးတော့သင်ရတာနားထောင်ပြီးလိုက်မှတ်တာရှေ့တော်ပုဂ္ဂိုလ်တွေမတန်ဉာဏ်ကောင်းတယ်နော်အဲ့ဒီလိုသင်ယူထားတဲ့မှတ်သားထားတဲ့တရားတော်တွေသူ့ဉာဏ်ထဲမှာမထင်တော့ဘူးတဲ့ထိနာမိတ်တင်္စမေစိတ်တံပရိဒါယတတိတတိငါရဲ့စိတ်ကလည်းထိနာမိတ်တာတွေတွန်းမိုးပြီးတော့မှနေတယ်နော်ပရိဒါယတဆိုတာတိမ်ကြုံလွှမ်းမိုးပြီးတော့မှသူ့ရဲ့စိတ်ကထိနာမိတ်တာဆိုလေးလံနေတယ်ထိုင်းမှနေတယ်အနာဘိရတောသဗြမစရိယံစရာမိဟလာတာနာတော်မှာမြတ်စွာဘုရားရဲ့တာနာတော်မှာနေရတာကမပြောဘူးတဲ့နော်ယဟန်ဝိပင်နေရတာသူပြောရဲ့လားဟောတိမေစရာမိဟောတိစမေတံမေတုဝိဇိကိစ္ဆာတိငါရဲ့စိတ်ကလည်းတူလို့ဖြစ်နေတယ်ဟလာသူ့ရဲ့အခြေအနေကတော်တော်ဆိုးနေတာပေါ့နော်အဲ့တော့ तू ကတာနာမှာနေရတာမပြောတော့ဘူးတဲ့ဟလာစိတ်ထဲမှာလည်းလေးလံထိုင်းမှပြီးတော့မှနေတယ်တက်ကြောမရှိဘူးပေါ့နော်ဟလာသူ့ကြည့်လိုက်လို့ရှိရင်ပြင်းရီပြီးတော့မှဟလာလေးလံထိုင်းမှပြီးတော့မှနေတယ်တက်ကြောမရှိဘူးပေါ့လူတယောက်ကိုကြည့်လိုက်ဟလာနော်တချို့သောပုဂ္ဂိုလ်တွေပဲကြည့်ပေါ့နော်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လေးလံထိုင်းမှမနေဘူးလားဟလာနော်ဘယ်လိုနေရာလိုမျိုးတွေမှာတက်ကြွလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေမှာတက်ကြွတယ်ဟုတ်လားနော်မကောင်းမှုတွေလောက်ရမှာကြတော့စိတ်ကမတက်ကြွဘူးလားတက်ကြွတာပေါ့နော်ကောင်းတာတွေလုပ်တဲ့နေရာကြတော့စိတ်ကဘာဖြစ်လဲလေးလံနေတယ်ထိုင်းမှနေတယ်မလုပ်ချင်ဘူးဒါစိတ်ရဲ့သဘာဝပေါ့နော်ဘုန်းတို့ရဲ့စိတ်ကမကောင်းမှုမှာမွေးလျော်တဲ့ပါပတမိရမတိမနောတဲ့စိတ်ရဲ့သဘာဝကမကောင်းတဲ့နေရာမှာပဲပျော်တာဘာမှပျော်လဲဆိုရင်စဉ်းစားကြည့်ပေါ့နော်ဘုန်းတို့လူတွေပဲစဉ်းစားကြည့်သူတော်အောင်တရားတွေပွားများမယ်နာကြမယ်အားထုတ်ရမယ်ဆိုလို့ရှိရင်လူတသိန်းမှာဟလာလူအယောက်100လောက်တော့စိတ်ဝင်စားဘူးဟလာပျော်ပွဲတွေရှင်ပွဲတွေဇက်ပွဲတွေဆိုရင်လူတသိန်းမှာတသိန်းလုံးစိတ်ဝင်စားဘူးလားစိတ်ဝင်စားကြတယ်အဲ့လိုပဲတဲ့ तू ကသာနာဘောင်ကိုဝင်လာပြီသူ့စိတ်ကမပျော်ရှင်ဘူးလေးလံနေတယ်ထိုင်းမှန်းပြီးတော့မှနေတယ်နောက်ပြီးတော့အရက်လေးမျက်နှာကိုလည်း तू မသိတော့ဘူးအရှိနောက်တောင်မြောက်ကိုလည်းမသိဘူးပေါ့နော်သူ့ရဲ့တင်ယူထားတဲ့တရားတွေမှတ်သားထားတဲ့တရားတွေကလည်းစိတ်ထဲမှာမထင်ဘူးဒါယဟန်တော်တွေကတစ်ခါတလေကြာရင်ဖြစ်တတ်တယ်နော်တချို့သောယဟန်တော်တွေသာနာဘောင်မှာနေတယ်ပျော်လို့နေတယ်မထင်နဲ့ကြိတ်မိတ်ပြီးနေရတာဟုတ်လားနော်ဟုတ်လားစိတ်ကဘယ်ဘက်ကိုယုံနေလဲဆိုတော့မကောင်းတဲ့အာယုံဘက်ကိုယုံနေတယ်အဲ့ဒီယုံတဲ့စိတ်ကို
ဟာလားတိခံပြီးတော့မှကြိတ်မိတ်ပြီးနေရတာတချို့သောပုဂ္ဂိုလ်တွေကြတော့လေဟာလားအရှင်ဘုရားလူမထွက်ပါနဲ့ဘုရားမပြောဘူးလားပြောပါတယ်ဘုရားပြောတဲ့တကားကြီးတွေပဲစဉ်းစားကြည့်ပါနော်အဲ့ဒါဘုန်းကြီးတွေကြတော့လူမထွက်ပါနဲ့ဘုရားလို့ပြောတယ်တကားကြီးဘုန်းကြီးဝတ်ပါလားဆိုသူဝတ်နိုင်လားဝတ်နိုင်ပါဗျာသူကဘာရင်နဲ့ပြောနေရလဲဆိုတော့မကောင်းမှုနဲ့ပဲပြောတယ်မကောင်းမှုဆိုတာဟိုလိုမျိုးအကုသိုလ်ပြောတာမဟုတ်ဘူးပေါ့နော်ကိလေသာကိုပြောတာအဲ့တော့အချင်းနောက်တောင်မြောက်ကိုလည်းမသိတော့ဘူးထိနာမိတ်တင်စမေစိတ်တံပြိဒါယန္တဒိဋ္ဌတိငါရဲ့စိတ်ကိုလည်းထိနာမိတ်တာတွေတွမ်းမိုးပြီးနေတယ်အနာဘိရတောသဗြမစရိယံဆရာမိဟောတိစာမိတံမေတုဝိဇိကိစ္ဆာတိတာနာမှာနေရတာမမွေ့လျော်ဘူးတဲ့နော်ငါနေရတာမပျော်ဘူးပေါ့မပျော်ဘဲနဲ့ငါတာနာပေါ်မှာနေရတယ်အဲ့တော့စဉ်းစားကြည့်သူ့ရဲ့အခြေအနေကိုစဉ်းစားကြည့်လို့ရှိရင်ဘယ်လိုဖြစ်နေလဲဆိုတော့ तू ဟာအပဒံအမောက်ပေါင်မဲနေတဲ့တောနတ်ကြီးထဲမှာလမ်းပြောင်နေတဲ့ပုံပုံနဲ့တူတယ်ဟုတ်လားနော်ဘုန်းတို့တောနတ်ကြီးထဲမှာတချို့သောတောအုပ်ကြီးတွေနေအောင်တော့မမြောင်တော့မှောင်မဲနေတဲ့တောအုပ်ကြီးတွေမရှိဘူးလားရှိပါဗျာအဲ့လိုတောအုပ်ကြီးထဲမှာမျက်စိလဲပြီးလမ်းမနေတဲ့လူတယောက်သွားနေတဲ့လူတယောက်ခီးသွားနေမောပန်းလာမယ်ထိုင်းမိုင်းလာမယ်ဟလာအရှိအနောက်တောင်မြောက်ကိုလည်း तू သိလားဆိုရင်မသိတော့ဘူးတဲ့ဘယ်ဟိုသွားအမှန်မသိဘူးပေါ့နော်သွားတော့သွားနေတာပဲငါဘယ်ဟိုသွားနေတယ်ဘယ်ဟိုရောက်မယ်ဆိုတာ तू သိလားမသိပါဗျာမသိဘူးတဲ့နော်အဲ့အချိန်မှာသူ့ရဲ့မှတ်သားထားတဲ့အတတ်ပညာတွေအသိပညာတွေလည်းသူ့စိတ်ထဲမှာထင်ပါအောင်မလားထင်ပါဗျာမထင်တော့ဘူးပေါ့နော်နောက်ပြီးလို့ရှိရင်သူ့ရဲ့စိတ်ကလည်းပျော်ရွှင်မှုမရှိတော့ဘူးဟုတ်လားနော်ဘယ်ရောက်မယ်ဘယ်ပေါက်မှမသိပဲနဲ့ပင်ပန်းပန်းသွားနေတဲ့သူတယောက်ရဲ့စိတ်ကပျော်ရွှင်မှုရှိနိုင်ပါအောင်မလားဆိုရင်မရှိနိုင်တော့ဘူးတဲ့ဟောတိသမိတံမေတုဝိဇိကိစ္ဆာတိအေးငါဟိုဘက်လမ်းကိုသွားမလားဒီဘက်လမ်းကိုသွားမလားယုံမတန်တရားတွေမဖြစ်ဘူးလားဖြစ်နေပါတယ်ဗျာအဲ့ဒီလိုပဲတဲ့ဘုန်းတို့လောကကြီးထဲမှာလည်းတတ္တဝါတွေကကြည်ပေါ့နော်တန်တရားတစ်ချောင်းလုံးမှာသွားမယ်ခီးကြီးကဲကြီးကိုမပြောနဲ့တန်မှန်အားဖြင့်ဘုန်းတို့လမ်းသွားတယ်ဆိုပါတော့လမ်းသွားတဲ့ပုံကိုယ်တွေကိုမရောက်ဘူးတဲ့အရက်ဒေတာကိုသွားပြီဆိုရင်မလုပ်ရလဲဆိုတော့လမ်းပြတွေမငှားဘူးလားငှားရပါတယ်ငှားရတာပဲနော်လမ်းပြကောင်းကောင်းနဲ့တွေ့လို့ရှိရင်တော့အဲ့ဒီပုံကိုလူရပန်းနိုင်ကိုရောက်သွားနိုင်တယ်လမ်းပြမကောင်းဆိုလို့ရှိရင်လမ်းပြကဟလာကူကအရှိရက်ကိုသွားနေပါလေသူကအနောက်ရက်ကိုလမ်းညွှန်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုဘယ်လောက်ဆင်းရဲလိုက်မယ်စဉ်းစားကြည့်ပေါ့နော်သူသွားလေသူသွားခြင်းတဲ့အရန်တွေကပို့ပြီးတော့ဘာဖြစ်သွားလဲဝေးသွားလေဟလာတာနာတော်ဆိုတာဒီတိုင်းပဲဘုန်းတို့ဘာသာရက်တွေဘာသာတရားတွေမှာတချို့သောဘာသာတရားတွေကကျင့်သုံးလေကိုလိုချင်တဲ့ချမ်းသာနဲ့ဝေးသွားလေနော်ဒါကြောင့်မြတ်စွာဘုရားသူ့ကိုယ်သူဘာပြောလဲဆိုတော့မက္ကကုသလငါဟာအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးနော်ငါဘုရားပြောတဲ့အတိုင်းသာသွားမယ်ဆိုလို့ရှိရင်တေချာပေါက်ချမ်းသာတဲ့အရက်ကိုရောက်မယ်ငြိမ်းအေးတဲ့အရက်ကိုရောက်မယ်ဒုက္ခလွတ်တဲ့အရက်ကိုရောက်မယ်ဒါအောင်မြတ်စွာဘုရားကအာမခံတာပေါ့နော်အဲ့တော့ဒီမှာပဲကြည့်ဘုန်းတို့ဒီဘက်ခင်မှာဆိုလို့ရှိရင်အခုလမ်းခီးတွေတွားတယ်ဆို GPS တွေမပေါ်ဘူးလား GPS ဆိုတာဟလာဖုန်းထဲမှာဖြစ်တယ်ကားရဲ့ကင်မရာမှာဖြစ်တယ်ကိုသွားခြင်းတဲ့နေရာကိုဥပမာရန်ကုန်ကိုသွားခြင်းလဲဆိုရန်ကုန်ကိုရှာပြီးလို့ရှိရင်အဲ့ဒီ GPS ကပြတဲ့မြားလေးတိုင်းမောင်းရင်ဘယ်ကိုရောက်သွားမလဲဆိုရင်ရန်ကုန်ကိုရောက်သွားတယ်ဟလာမသေးကြဘူးလားဆိုတော့သေကြတယ်အဲ့တော့ GPS ကတေးချာတကယ်တမ်းအားကိုးလားဆိုတော့တခါတလေကြာရင်လည်း तू ကဟုတ်လားနော်အဲ့ဒီ GPS ကပေါက်ကရတွေ6ပြနေမောင်းတဲ့ကားသမားကိုဘယ်လိုမောင်းမလဲပြလေပါဒုက္ခရောက်မှာပေါ့နော် तू ပြတဲ့အတိုင်းလိုက်မောင်းဘုန်းတို့ဟိုးနေ့တုန်းကရွာပြန်တော့ဘုန်းတို့ရဲ့အားနေချက်ကဘာလဲဆိုလမ်းနေအိမ်နေတိတ်မမှတ်မိတတ်ဘူးအုံတော့နော်နောက်ပြီးပတ်စံနေဆိုရင်လည်းမမှတ်မိတတ်ဘူးကိုကြေးပြကိုဘယ်လောက်ရှိမှန်းလည်းမသိဘူးအဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ကျောင်းကတက္ကမကြီးလေးရှိမှအပ်ထားပြီးတော့သူတို့မေးရတယ်ဘယ်လောက်ဝတ္ထုဘယ်လောက်ကြံသေးလဲတော်ကြကြရင်3လက်လုံသွားရင်အကျွေးတွေတင်လို့ဟုတ်လားနော်မေးထားရတယ်အဲ့လိုကြေးပြားတွေဆိုရင်လည်းမမှတ်မိတတ်ဘူးအုံတော့စိတ်ဝင်စားဘူးပေါ့နော်စိတ်ဝင်စားတော့တိတ်လည်းမမှတ်ထားဘူးဘယ်လောက်ရှိလို့ဘယ်လောက်ကုန်မှန်းလည်းတိတ်အုံတော့နေမှာမှတ်လိမှတ်ထားမရှိတော့တိတ်မသိဘူးပေါ့နော်နောက်ပြီးလို့ရှိရင်လမ်းနေဆိုရင်လည်းတိတ်မမှတ်မိတတ်ဘူးနော်ဘုန်းတို့တခါကြီးတယောက်အိမ်ခဏခဏရောက်တယ်ပိတ်မှာကိုယ့်ကိုတပားလေးသွားဆိုမသွားတတ်ဘူးအခုချိန်ကြီးလမ်းမမှတ်မိဘူးပေါ့နော်အဲ့တော့ဘုန်းတို့ဒီကဒကမာကြီးတွေအခုဥပုပ်တွေ
တနင်္ဂနွေနေ့တိုင်းလာပြီးတော့မှစောင့်နေကြတယ်ဟဲ့လားနော်အကြောင်းကိုနေတိုင်းလာတယ်အခုဒကမကြီးတွေမှာဘုန်းတို့နာမည်သိတဲ့လူဆိုနည်းနည်းပဲရှိတယ်တယောက်နှစ်ယောက်လောက်ပဲရှိတယ်နော်ဘယ်သူမှသိမမှတ်ထားတတ်ဘူးပေါ့အုံတော်ကအဲ့တော့ဖြာပုံပြန်တော့လေဒီတိုင်းပဲကိုယ့်အရက်ကိုယ့်ဒေသဆိုမဲ့တခါသေးကြလမ်းနေမမှတ်မိတော့အဲ့ဒါကားမောင်းတဲ့ကောင်လေအေးမင်းပကိုးလေးရောက်အဲ့နောင်တော်ကြီးတပါအေးမင်းဒီတိုင်းမသွားနဲ့တဲ့ GPS ထည့်သွားတယ် GPS အတိုင်းမောင်းရောက်သွားလိမ့်မယ်အဲ့နဲ့ဘုန်းတို့အဲ့ကားမောင်းတဲ့ကောင်လေးဖုန်းထဲမှာထည့်ပြီးသွားကြတယ်ဟိုရောက်တော့သူပြတဲ့အတိုင်းသွားတော့ဟုတ်တော့ဟုတ်နေတာပဲနော်ဖြာပုံရောက်သွားတယ်ဖြာပုံရောက်လဲရောက်တော့ဖြာပုံကနေအထွက်လဲကြအောင်ဘုန်းတို့အဲ့မှာတတိထားမိတာခလေးလေးတယောက်ကလည်းထိုင်းနေတယ်ဘေးမှာမိန်းမကြီးတယောက်ကလည်းထိုင်းနေတယ်ထိုင်ပြီးတော့မှအဲ့ကလေးလေးကိုတန်းရှာပေးနေရပါတော့သူ့အမေကဘေးမှာလည်းကွန်းရဆိုင်လေးတစ်ဆိုင်နဲ့ကလေးမလေးတယောက်ရောင်းနေအဲ့ဒါတွိုင်းနဲ့နောက်တစ်ခေါက်ကျတော့ဒီနန်းပြန်ရတော့ဒီလူကိုပြန်တွေ့ပြန်ဟိုရလာပါတော့စိတ်ထဲမှာကောင်းမောင်းတဲ့ကောင်းလေးရအောင်မင်းကဟိုရလာဒီမိန်းမကြီးကခုနတွေးမိတယ်တော့အားတဲ့ဆရာတော်တဲ့ GPS ကမှားတယ်ဆိုတာမရှိဘူးလေအေးဒါဆိုလဲမောင်းတော့ဆက်မောင်းပြန်လှည့်တော့လဲဒီလူပဲပြန်တွေ့တယ်ဘာဖြစ်နေလဲဆိုတော့မျက်စိလဲနေတာဘာမှားလဲဆိုတော့လမ်းပြကမှားနေပြီလမ်းပြမှာတော့မျက်စိမလဲဘူးလားလဲပါဗျာတဏ္ဍာထဲမှာလည်းဒီတိုင်းပဲဘုန်းတို့တွေလမ်းပြမှားလို့ရှိရင်တဏ္ဍာထဲမှာမျက်စိလဲပြီးတော့မှတဏ္ဍာထဲကထွက်နိုင်လားဆိုရင်မထွက်နိုင်ဘူးလေဒါရိုးရိုးကိစ္စလေးတွေပဲစဉ်းစားကြည့်ပါနော်ဒီ GPS လေးမှားရင်တော့မှခီးသွားတဲ့တတ္တဝါဘလောက်ဒုက္ခရောက်လိုက်လဲဟုတ်လားနော်ဘုန်းတို့အခုထိုင်းနိုင်ငံမှာတရားသွားဟောတော့တရားဝဲလဲပြီးခဲ့ပြီးတော့ပြန်မယ်ဆိုပြီးတော့မှဒီလက်မှတ်တွေပါဖြတ်ပြီးတော့အဲ့တော့တခါကြီးတယောက်လိုက်ပို့ခိုင်းတာဒီတခါကြီးကထိုင်းထဲမှာနေတာလဲကြာပြီဆိုတော့သူထိုင်းစကားလဲကျွမ်းကျွမ်းကျင်ကျင်လေးသူပြောတတ်တယ်ပေါ့အဲ့လိုပြောတတ်တော့သွားသူကလိုက်ပို့ပြီးအဲ့ဒီသူမောင်းလေသိက်ကနေပြန်လာဆရာတော်နဲ့တပည့်တော်အဲ့ဒီလေသိက်တော့တခါမရောက်ဘူးတဲ့ဘုဘကသူဝနာဘူမိလေသိက်တော့သူရောက်ဖို့လေဘုန်းတို့သွားရင်သူခဏခဏလိုက်ပို့နေအောင်နော်သူဝနာဘူမိလေသိက်ကြရင်သူကျွမ်းကျင်တယ်ဟိုဘက်လေသိက်ကြသူတခါမှလည်းမသွားဘူးဒါပေမဲ့ဘာမှဘာနဲ့တဲ့ GPS ထည့်ထားရင်တနိုင်ငံလုံးသွားလို့ရတယ်နော်ဘာကိုအားကိုးလဲဆိုတော့ GPS ကိုအားကိုးပြီးသွားတာအဲ့ဒါသွားတယ်သွားပြီးတော့ဘုန်းတို့အဲ့ကပီယာကောင်လေး2ယောက်ရဲ့ဒီကားမောင်းတဲ့တကားကြီးဖုံဖုံရဲ့ပေါ့နော်အဲ့ဒါသွားကြတာအဲ့တော့ဘန်ကောင်တန်းရောက်တော့ဘန်ကောင်တန်းမှာတပည့်လေးတစ်ပါးဆွမ်းသားပင့်ထားတော့အဲ့မှာအဲ့တပည့်လေးတစ်ယောက်စီမှာဆုံးဝင်စားပြီးဆက်သွားတယ်သွားလေးစိတ်နန်းလေးရောက်အဲ့ဒါပလိတ်ဖန်းခံရတာပဲကားတွေအများကြီးမောင်းနေတာနော်ကားတွေအများကြီးတည်းမှာဘုန်းတို့ကားကိုသူကဖမ်းပြီးတော့တားပြီးတော့စစ်တယ်ပေါ့နော်အဲ့သူကမေးတာပေါ့ဟဲ့အောင်နဲ့သူရှမ်းလို့ပြောနေဘုန်းတော့နားတော့မလဲပါဘူးဒါပေမဲ့သူမေးတာတော့နည်းနည်းတော့သဘောပေါက်တာပေါ့နော်ဟဲ့အောင်နဲ့မင်းကားသူများလိုမမောင်းဟိုဘက်မောင်းလိုက်ဒီဘက်မောင်းလိုက်ဘယ်လိုမောင်းနေတာလဲမင်းနားမလဲဘူးလားတဲ့လမ်းကျော်အဲ့ဒါနဲ့ကားမောင်းတဲ့ကောင်လေးကလည်းပြောတယ်မဟုတ်ဘူးတဲ့ငါဒီဘက်တခါမရောက်ဘူးတဲ့ငါ GPS ကြည့်မောင်းနေ GPS ကဟိုဘက်ပြလိုက်ဒီဘက်ပြလိုက်ဆိုတော့ငါလည်းဟိုဘက်မောင်းလိုက်ဒီဘက်မောင်းလိုက်တယ်အဲ့ဒါနဲ့ဒီရှမ်းမလိတ်ကလည်းကားလေးချောင်းကြည့်တယ်ဟုတ်လဲဟုတ်တာပဲနော် GPS ကဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ဆိုတော့ဟလာမောင်းတဲ့လူကဘာဖြစ်နေလဲဟိုဘက်မောင်းလိုက်ဒီဘက်မောင်းလိုက်တော့ကြဟိုဘက်လမ်းကူးလိုက်ဒီဘက်လမ်းကူးလိုက်ဖြစ်နေတာပေါ့နော်အဲ့နဲ့ तू ကအေးတယ်မင်းဘယ်သွားမှလဲတဲ့ငါဒီရင်ခွင်းသွားမလို့ဆိုတော့အဲ့ဒီတက်မောင်းနေမင်းအဲ့ဟာကြီးမကြည့်နဲ့တဲ့အဲ့ဟာကြည့်ရင်ဘာဖြစ်နေမှာလဲနေမှာပေါ့နော်ကံကောင်းလို့ဖမ်းမခံရတာနော်အဲ့တကယ်တမ်းကျတော့သူတို့ဥပဒေနဲ့ဆိုဖမ်းလို့ရတယ်ပေါ့ဒါစိတ်ကောင်းရှိတဲ့သူနဲ့တွေ့တော့ဒီတက်ဟိုတာမောင်းသွားတယ်မင်းလေဝင်းကိုရောက်သွားလိမ့်မယ်ဟိုအထက်ရောက်မှဝင်ပေါက်ရအောင်တရားရောက်မေးလိုက်တယ်သူတို့လမ်းညွှန်လိုက်မယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုလို့ချင်းဘုန်းတို့ဒီတမန်ကိစ္စလေးတွေမှာတော့မှပဲလမ်းမှားသွားပြီလမ်းပြတဲ့ပုဂ္ဂိုလ်ကလွဲမှားပြီးပြမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြီးဒုက္ခမရောက်နိုင်ဘူးလားအခုဘုန်းတို့တွေကဘယ်ကိုသွားနေတာလဲဆိုတော့တဏှာခီးခဲကြီးကိုသွားနေတာဘယ်ကိုသွားနေတာလဲဒီတဏှာခီးခဲကြီးကိုသွားတဲ့နေရာမှာစဉ်းစားကြည့်ပေါ့နော်လမ်းပြတဲ့ပုဂ္ဂိုလ်တွေကမှားသွားမယ်ဆိုလို့ရှိရင်ကိုတဏှာထဲမှာဘယ်လောက်ဒုက္ခရောက်လိုက်မလဲအခုပဲတိတ်တယဟန်ကိုကြည့်ပေါ့နော်မြတ်စွာဘုရားနဲ့ညီကိုလည်းတော်တာပဲဒါပေမဲ့မြတ်စွာဘုရားရဲ့တရားတွေပေါ်မှာ तू ယုံမှားတန်တရားဖြစ်နေတယ်ယုံမှားတန်တရားဖြစ်တယ်ဆိုတာ तू ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဩမြတ်စွာဘုရားရဲ့တရားတော်တွေကမှန်အောင်မှန်ရဲ့လားငါကျင့်လို့တကယ်ပဲယဟန္တာဖြစ်မှာလားတရားမြတ်ကိုငါရပါမလားဟောဒီလိုစိတ်မဖြစ်ဘူးလား
တချို့သောပုဂ္ဂိုလ်တွေရှိတယ်လေ။အော်ငါတရားသွားနာလေဘာမှမထူပါဘူး။ငါမှပါရမီမပါဘူးဒီလိုထင်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား။ရှိပါဗျာ။ယဟန်တော်တွေမှာလည်းရှိတယ်။တချို့သောပုဂ္ဂိုလ်တွေဒီဘုရားတော့ပါရမီဖြစ်ုံမှာပဲနော်။ငါမှတော့တရားအားထုတ်ရင်တရားမရနိုင်ဘူးဆိုတဲ့စိတ်မျိုးတွေယဟန်တော်တွေမှာလည်းဖြစ်တတ်တယ်။တချို့သောပုဂ္ဂိုလ်တွေမှာလည်းဒီတိုင်းပဲနော်။တရားအားထုတ်လို့ရှိရင်တရားရနိုင်မယ်လို့ကိုယ့်ကိုယ်ကိုမထင်ဘူး။ငါပါရမီနည်းတယ်လို့ထင်တာ။တကယ်တမ်းကျတော့ပါရမီဆိုတာကတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ရတဲ့လုပ်ငန်းစဉ်ကိုပါရမီလို့ခေါ်တာနော်အဲ့ဒီပါရမီဆိုတာမလုပ်ချင်တဲ့လုပ်ရမှာပဲလုပ်ချင်တဲ့လုပ်ရမှာပဲပါရမီနည်းရင်ဟဲ့လားကိုလုပ်မယ်ဆိုလို့ရှိရင်ပါရမီတွေမများလာဘူးလားများပါဗျာပါရမီများတဲ့ပုဂ္ဂိုလ်ကြတော့လေသူ့ရဲ့တဘာဝလျောက်သူ့ရဲ့တတ္တဘာဝလျောက်သူတော်ကောင်းတက်တွေများလာပြီဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်သောတာပန်တက္ကရာကအနာဂတ်ယဟန္တာဆိုတဲ့အရိယာတွေဖြစ်သွားနိုင်တယ်။ဒါကြောင့်မလို့ဘုန်းတို့တဏ္ဍာထဲမှာတွာလာနေတဲ့ပုံကိုယ်တွေကပါရမီနည်းရင်လည်းပါရမီများအောင်မလုပ်ရမလဲ။သူတော်ကောင်းတရားတွေကြိုးစားပွားများအားထုတ်ရမယ်။ပါရမီများတဲ့ပုံကိုယ်တွေကြရင်လည်းတရားမရသွားနိုင်ဘူးလားဆိုရင်တရားရသွားနိုင်တယ်။အဲ့တော့ဘုန်းတို့တမ္ပံကိစ္စတွေမပြောနဲ့ပေါ့နော်။ဒီတဏ္ဍာထဲမှာထွက်မြောက်တဲ့ကိစ္စအမတန်မှအရေးကြီးတယ်။ဒါကြောင့်မလို့လောကကြီးထဲမှာပဲကြည်ပေါ့လူပေါင်းသိန်းပေါင်းတန်းပေါင်းများစွာရှိတဲ့ထဲမှာဒီသူတော်ကောင်းတရားတွေကိုနာကြားခြင်းတဲ့ပုဂ္ဂိုလ်တွေအားထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေနည်းနည်းလေးပဲရှိတယ်တကယ်တမ်းစဉ်းစားကြည့်နော်အဲ့တော့နည်းနည်းလေးပဲရှိတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲအဲ့ဒီပုဂ္ဂိုလ်တွေထဲမှာမှပဲမြတ်စွာဘုရားရဲ့တရားပေါ်မှာတန်တရားဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်တခါလေဘုန်းတို့စာသင်တိုင်းမှာနေတော့အများကြီးတွေ့ရတယ်နော်ကိုရင်လေးတွေငယ်တော့ဆရာသမားတွေကဟလာအားပေးစကားပြောတော့အားရှိတာပေါ့နော်အေးမင်းစာရီကျိုးသားစာရီတက်အောင်သင်သာသနာပြုရမယ်အလုပ်တွေလုပ်ရမယ်သာသနာအတွက်ဆိုစိတ်တွေတက်ကြွတယ်အဲ့တော့19နှစ်18နှစ်လောက်ကြာသူတို့ဘာဖြစ်လာလဲစိတ်တက်တွေကြာလာပြီဟလာစာရီကလည်းခက်ခဲတယ်ပြီးလို့ရှိရင်ဝီနည်းတွေစီကံတွေကလည်းတအားကြက်သေးတယ်ဟလာမိန်းကလေးတွေတွေ့ရင်ကြည့်ရင်တော့ကြည့်လို့မရဘူးပေါ့နော်သူတို့မှမတရားချုပ်တိတာအဲ့တော့လူမျိုးမောက်ဖြစ်လာပြီဆိုရင်ဒီကာမဂုဏ်စိတ်တွေကလည်းစတဲ့ဖြစ်ပေါ်လာပြီဆိုရင်အမတန်မှကိုဆင်းရဲတယ်အဲ့ကြလို့ရှိရင်တချို့ကိုရင်လေးတွေကြတော့ဟလာကြိတ်မိတ်ပြီးနေတယ်တချို့ကြတော့ဆွဲထားလို့တော့မရအောင်နော်အဲ့တော့ဆွဲထားရင်ဘာဖြစ်လဲဆိုစာသင်တိုင်းမှာဆရာသမားတွေကအမျိုးမျိုးအကြောင်းပြပြီးတော့မှဆွဲထားတယ်အဲ့ဒါရိုးရိုးပြောလို့ရမရရင်သူတို့ထွက်ပြေးတာထွက်ပြေးလမ်းမှာလူထွက်သွားတယ်နော်အဲ့တော့ဒီသူတော်ကောင်းတရားတွေနဲ့မွေးလျော်သူတော်ကောင်းတရားတွေနဲ့ပျော်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်အဲ့တော့စဉ်းစားကြည့်ပေါ့လူတွေဆိုလို့ရှိရင်ဒါညနေဘက်ဆိုလို့ရှိရင်ဘိုက်စားရင်စားတဲ့ချိန်စားလို့မရဘူးလားရတာပဲဘုန်းကြီးတွေကြတော့ဘိုက်စားရင်မှလောက်ရတယ်ရေပဲတောက်လို့ရတာနော်ဒါလေးရိုးရိုးလေးပဲစဉ်းစားကြည့်ပေါ့နော်အဲ့တော့ဒီသူတော်ကောင်းတရားတွေကို तू မပြောဘဲနဲ့ကျင့်နေရတယ်ဒီလိုပြောတဲ့အခါကျတော့တခြားရဟန်းတော်တွေဒီအကြောင်းမြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားတိတ်တမထေရတော့ဒီလိုပြောနေတယ်ဘုရားသာနာပေါ်မှာလည်းမပြောဘူးသူစိတ်တွေကလည်းလေးနဲ့ထိုင်းမှနေတယ်အယက်မျက်နာတွေလည်းမထင်ဘူးစာတွေလည်းမေ့ကုန်ပြီဟလား तू လမ်းပြောက်နေတယ်ပေါ့နော်အဲ့လိုဖြစ်နေတယ်ဘုရားဆိုတော့မြတ်စွာဘုရားကအေးဒါဆိုလို့ရှိရင်တိတ်တယဟန်ကိုငါစီကိုလွတ်လိုက်နော်ငါဘုရားခေါ်နေတယ်လို့ပြောလိုက်ဆိုတော့မြတ်စွာဘုရားစီကိုရောက်လာတယ်မြတ်စွာဘုရားစီရောက်တော့မြတ်စွာဘုရားတိတ်တယဟန်ကိုမေးတာပေါ့နော်တိတ်တာအတင်ဟာသာနာမှာမပြောဘူးလို့ပြောတယ်ဟလာအယက်မျက်နာတွေလည်းမထင်ဘူးအရှင်းနောက်တောင်မြောင်းလည်းမသိဘူးစိတ်တွေကလည်းလေးလံနေတယ်ထိုင်းမိုင်းနေတယ်ဝီစီကိစ္စတွေဖြစ်နေတယ်တင်ဟာခန္ဓာကိုယ်ကြီးကလည်းလေးလံနေတယ်နော်ခန္ဓာကိုယ်ကြီးလေးလံတယ်ဆိုတာကမလှုပ်ခြင်းမကိုင်းခြင်းမသွားခြင်းမလာခြင်းကြီးလိုက်ရင်လေးကန်နေတာပေါ့နော်သူတော်ကောင်းတရားနဲ့ပတ်သက်ဆုံးခံသွားလဲတာဝန်ရတာသွားနေတာသွားခြင်းစိတ်မရှိဘူးပေါ့နော်တရားထိုင်လဲတာဝန်ရတာထိုင်နေတာထိုင်ခြင်းစိတ်မရှိဘူးယဟန်နေရဲ့ကျင့်ဝတ်တွေကိုသူလှုပ်ခြင်းစိတ်မရှိဘဲနဲ့လေးလေးကန်ကန်နဲ့လုပ်နေရတယ်ဒီလိုမျိုးဖြစ်တယ်ဆိုတာမှန်သလားဆိုတော့မြတ်စွာဘုရားမှန်ပါတယ်ဟဲ့လားသူဝင်မခံဘူးလားဝင်ခံတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကတိတ်တာကိုယဟန်ကိုမေးတာပေါ့နော်တိတ်တင်မကြည့်တိတ်မြင်တိတ်တိတ်တာတဲ့တိတ်တာတဲ့တင်ဘလို့ထင်လဲတဲ့သူ့ရဲ့အထင်လေးကိုမေးတာပေါ့နော်ရူပိအဝိကတအဝိကတရာဂတရုပ်မှာတဲ့ဆွဲလမ်းမှုမကင်းဘူးအဝိကတသန္တတအဝိကတပိမတ္တအဝိကတပိပါတတအဝိကတပိလာဟတအဝိကတတဏတ္တတတ္တရူပတ္တအဝိကတမိညတိဘောဥပ္ပတ္တိတောကပရိဒေဝဒုက္ခဒေါမနတ္တသုဘယတာတိ
တိတ်တာတဲ့တင်ဘလို့ထင်တယ်ရူပေယုံနိုင်အဝိကတရာဂတဆွဲမှတ်မှုမကင်းဘူးဒါတကယ်တမ်းကျတော့ဘုန်းတို့ပြောရင်တဏှာကိုပဲမြတ်စွာဘုရားအမျိုးမျိုးလှည့်ပြောသွားတာနော်။အားကြောင့်လဲဆိုတော့ထင်ရှားအောင်လို့ပြောတာ။ဘုန်းတို့ဒကမကြီးနားလည်အောင်ပြောရင်လူတယောက်ကိုမုန်းတယ်ဆိုတော့မုန်းတယ်ဆိုလို့ရှိရင်ဘယ်လိုပြောလဲ။အေးဒီလူကိုမုန်းတယ်လို့ပြောရုံနဲ့အားရလားဆိုရင်အားမရဘူးဘယ်လိုပြောသေးလဲ။အမြင်ကက်တယ်မပြောဘူးလား။ကြည့်မရဘူးမပြောဘူးလား။အမျိုးမျိုးပဲနော်အမှန်ကတော့မုန်းတဲ့စကားကိုပဲပြည့်ရဲ့အမျိုးမျိုးနဲ့ပြောတာပေါ့နော်။အေးဒီကောင်မောက်အမြင်ကက်တယ်ကြည့်မရဘူးဟုတ်လားနော်။အမျိုးမျိုးပေါ့နော်လှည့်ပြီးတော့ပြောသလိုပဲဒီမှာလည်းမြတ်စွာဘုရားတဏှာကိုအမျိုးမျိုးလှည့်ပြောသွားတယ်။ဘာလို့ဒီလိုလှည့်ပြောတာလဲဆိုတော့တဏှာရဲ့အတိတ်ကိုပေါ်လွင်စေခြင်းလို့ပေါ့နော်။အဲ့တော့တချို့ဒကမာကြီးတွေကျတော့ချစ်တဲ့အခါကျတော့ချစ်တယ်လို့ပြောရုံနဲ့အာမဂရတော့ဘာပြောလဲဆိုတော့ဟလာသူ့ကိုငါသဘောကျတယ်ကျေနပ်တယ်နှစ်သက်တယ်ဟလာနော်လူလားတယ်တောင်းတတယ်အမျိုးမျိုးမပြောဘူးလား။ဒီဒကမာကြီးဟလာကအသက်တွေလည်းမနှဲကြည့်ပြီပေါ့နော်။ငယ်ငယ်တော့မပြောဘူးလားဆိုတော့ပြောခဲ့တာပဲဟဲ့နော်ပြောခဲ့လို့အခုဆိုမြေးတောင်မရဘူးလားဟဲ့လားအမျိုးမျိုးလှည့်ပြီးပြောခဲ့တာပဲနော်ဒါဘာကိုပြောတာလဲဆိုလို့ရှိရင်တဏှာရဲ့စကားကိုပဲအမျိုးမျိုးလှည့်ပြီးပြောတာမြတ်စွာဘုရားကဒီမှာဟဲ့လားဒီနေရာမှာတဏှာကိုသဘောပေါက်အောင်လို့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကာမကိုသဘောပေါက်အောင်လို့ကာမရဲ့သဘောတရားတွေကိုမြတ်စွာဘုရားအမျိုးမျိုးလှည့်ပြီးပြောတယ်အဝိကတရာဂတ္တနော်ရုပ်မှာဆွဲမဲ့မှုမကင်းဘူးအဝိကတသန္တတရုပ်တရားတွေမှာလိုချင်မှုတက်မှတ်မှုမကင်းဘူးနောက်ပြီးတော့အဝိကတပိမတ္တရုပ်တရားတွေပေါ်မှာခင်တွယ်မှုမကင်းဘူးအဝိကတပိပါတတရုပ်တရားတွေမှာဆာလောင်မှုမကင်းဘူးအဝိကတပိလဟန္တရုပ်တရားတွေမှာပူလောင်မှုမကင်းဘူးအဝိကတတဏတရုပ်တရားတွေပေါ်မှာတဏမကင်းဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကပူလောင်မလားအေးချမ်းမလားဟဲ့လားစဉ်းစားကြည့်ပါနော်ဒီလိုမျိုးစိတ်တွေဖြစ်မယ်ကာမရာဂစိတ်တွေဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကပူလောင်မှုဖြစ်မလားအေးချမ်းမှုဖြစ်မလားမြတ်စွာဘုရားပူလောင်မှုပဲဖြစ်ပါမယ်အေးတဲ့တတ္တဝါတွေကလည်းဒီတိုင်းပဲနော်ဘုန်းတို့လောကကြီးထဲမှာနေတဲ့အခါမှာကိုယ့်အကိုပူလို့ပူမှန်းမသိပဲနဲ့နေနေကြတကယ်တမ်းကျတော့ဘုန်းတို့ကပူလောင်မှုတွေကြားထဲမှာနေနေကြရတယ်တကယ်တမ်းစဉ်းစားကြည့်ပါနော်ဒီဘက်ခေတ်ခန္ဓာရဲ့သဘာဝကလည်းပူလောင်တယ်တဏှာရဲ့သဘာဝကလည်းပူလောင်တယ်ဒီဘက်ခေတ်မှာပဲကြည့်ပါနော်ခေတ်စိုးခေတ်ပြက်ကြီးမှာပူကြီးမပူလောင်ဘူးလားပူလောင်ပါဗျာစိတ်ထဲမှာအေးချမ်းမှုမရှိဘူးအရင်တော့ကိုယ့်ကိုခေါင်းပြောင်းအေးချမ်းချမ်းအိတ်လို့ရမယ်အခုဆိုလို့ရင်စိတ်ထဲမှာမဖြစ်နေလေပူလောင်နေရတယ်ဒါမှအကြောင်းပြုပြီးဖြစ်လာတယ်ဆိုရင်ဟဟလားကာမဂုဏ်အာရုံကိုအကြောင်းပြုပြီးတော့မှဒီကာမတရားတွေပေါ်မှာလိုချင်တဲ့စိတ်တွေချင်းအကြောင်းလူတွေကတယောက်နဲ့တယောက်ဟလားတက်ကြဖြတ်ကြမုန်းကြဆဲကြဆူကြနဲ့အဲ့တော့ကာမအာယုန်တွေများရင်များသလောက်လောကကြီးကဘာဖြစ်လာလဲဆိုရင်ပူလောင်လာတယ်ဟဲ့လားနော်ဘုန်းတို့ရိုးရိုးလေးစဉ်းစားကြည့်ပါနော်ကိုသားသမီးရှိတဲ့ပုဂ္ဂိုလ်ကြတော့သားသမီးကြောင့်ချစ်ရတာရှိသလိုသားသမီးကြောင့်ပူရတာမရှိဘူးလားရှိပါပါဗျာဇနီးမယားရှိတော့လေဇနီးမယားကြောင့်ပူရတယ်လင်ယောက်ျားရှိတော့လေလင်ယောက်ျားကြောင့်ပူရတယ်ဟဲ့လားနော်ဘာနဲ့တွဲနေလဲဆိုတော့အရာအလုံးကပူလောင်မှုတွေနဲ့တွဲနေတယ်စဉ်းစားကြည့်ပါနော်အခုဘုန်းတို့ဒီမှာတရားနာတဲ့အိမ်မှာကိုမြေးလေးနေမကောင်းဖြစ်တယ်ဥပမာအဖြစ်ဟဲ့လားနော်ချော်လဲလို့ခေါင်းပေါက်သွားတယ်ဆိုရင်ဒီမှာနေလို့ရပါအောင်မလားမရတော့ဘူးเนาะစိတ်ထဲမှာဘာဖြစ်သွားလဲတကယ်တမ်းကျတော့ပူလောင်တဲ့အာယုန်တွေကဘုန်းတို့ဝင်းရထားတယ်တတ္တဝါတွေကိုပူလောင်မှုတွေကဝင်းရထားတယ်ဒါဟုတ်ပဲမြတ်စွာဘုရားအဝိကတသန္တတဟလာသန္တမကင်းဘူးအဝိကတပိမတ္တချစ်ခင်မှုမကင်းဘူးအဝိကတပိပါဒတ္တစာလောင်မှုမကင်းဘူးစာလောင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်ဘုန်းတို့ထမင်းစားတယ်ရေးစားတယ်မသိတာဘူးလားဟလာနော်အဲ့လိုပဲစာလောင်တယ်ဆိုတာကာမဂုဏ်စာလောင်တဲ့အစာကပိုဆိုးတယ်နော်မြင်ရင်တော့မမြင်အောင်ကြားရင်တော့မကြားအောင်ဆိုလူတွေအမှန်စိတ်မဆင်းရဲဘူးလားဟလာနော်ဒီလူတယောက်ကိုတန်ရောစဉ်ဖြစ်တယ်ဆိုဒီလူကိုဘာဖြစ်လဲအမြဲတမ်းမြင်ခြင်းနေတယ်တွေ့ခြင်းနေတယ်ဒါပါလဲဆိုတော့စာလောင်မှုပိပါတတ္တလို့ခေါ်တယ်နော်ပါဠိလိုအဲ့တော့ဒီလူကိုမြင်နေမှာစိတ်ထဲမှာဘာဖြစ်လဲကျေနပ်သွားတယ်ကျေနပ်သွားတော့ဘာဖြစ်လဲဆိုတော့ဘာမှလည်းမဖြစ်ပါဘူးကျေနပ်သွားတာပဲရှိတယ်နော်တကယ်တော့မမြင်ရတော့ကြာလို့ရှိရင်ဒီလူမမေ့သွားဘူးလားမေ့သွားပါဘူးစိတ်ရဲ့လှည့်စားမှုတွေပေါ့နော်ဒါဘုန်းတို့နောက်ပိုင်းဒီဝိညာဏခန္ဓာပိုင်းရောက်ရင်တော့ဒီလှည့်စားမှုတွေကြောင့်အကျဉ်းနာကြရတာပေါ့အဲ့တော့ပိပတ္တဆိုတာဆာလောင်မှုတွေမုတ်သိမ့်မှုတွေနဲ့တတ္တဝါတွေကနေကြရတယ်ဟလားနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပိလဟတ္တပူလောင်မှုတွေနဲ့နေကြရတယ်ပူလောင်မှုမကင်းဘူးတဲ့နော်ယုတ်တရားတွေပေါ်မှာဆွဲလန်းမှုရှိတဲ့ပုဂ္ဂိုလ်က
ပူလောင်မှုတွေမကင်းဘူးပရိလာဟတပူလောင်တယ်ဆိုတာဟလာစိတ်အားဖြင့်လည်းပူလောင်ရတယ်ကိုယ်အားဖြင့်လည်းပူလောင်ရတယ်စိတ်အားဖြင့်ပူလောင်တယ်ဆိုတာဟလာစိတ်ထဲမှာပူလောင်လာတယ်ဆိုတာကကိုချစ်ခင်ရတဲ့ပုံကိုမမြင်အောင်မတွေ့ရအောင်ဆိုရင်စိတ်ထဲမှာဘာဖြစ်လဲလွမ်းဆွခြင်းတတိယခြင်းဆိုတော့မဖြစ်ဘူးလားအဲ့တော့ဟလာနော်အလွမ်းအဆွေးတခြင်းတွေကဒါတွေကိုရေးထားတာပဲမျိုးစုံပဲပေါ့နော်ရှေ့ခေတ်တုန်းကရေးတဲ့တခြင်းတွေအခုခေတ်ရေးတဲ့တခြင်းတွေနောက်ပေါ်လာမဲ့တခြင်းတွေကဘာကိုရေးတာလဲဆိုတော့ဒီလွမ်းဆွခြင်းတွေပူလောင်ခြင်းတွေကိုအကြောင်းစာသားအမျိုးမျိုးနဲ့ရေးဖွဲ့တာကုံသွားပြီလားဆိုရင်ကုံရင်လားဆိုရင်မကုံဘူးစာရေးဆရာတွေအမျိုးမျိုးတခြင်းရေးဆရာတွေအမျိုးမျိုးရေးပြီမဲ့ဟလာကုံသွားပြီဆိုတာမရှိဘူးဒီပူလောင်မှုရဲ့အကြောင်းတွေကိုနော်ကျေပြန်တော့အားကြီးလို့နောက်တော့အဝိကတတဏ္ဍတဏှာဆိုတာလိုချင်မှုမကင်းဘူးဘုန်းတော်ဒါလေးထပ်ထပ်ပြောရဲဆိုမှတ်မိအောင်လို့နော်နောက်ပြီးတော့နောက်တစ်ခုကအဝိကတရူပတဝိပရိနာမမင်းယတိပါလို့ဥပ္ပဇံဒီနော်သင်ဘလို့ထင်တယ်အဲ့ဒီပုံကိုယ်တွေကတောကဆိုတာမဖြစ်ဘူးလားဟလားလက်တွေ့ကြတယ်နော်အဲ့လိုယုတ်တရားတွေမှာဆွဲလန်းမှုမကင်းတဲ့ပုံကိုယ်တွေကနော်တောကဆိုတာမဖြစ်ဘူးလားတဲ့ဟလားတောကမဖြစ်ဘူးလားဆိုတော့ဖြစ်တာပေါ့နော်ဒုက္ခဆိုတဲ့ဆင်းရဲခြင်းမဖြစ်ဘူးလားမြတ်စွာဘုရားကလက်တွေ့ကြကြသူ့ကိုပြောနေနော်အေးတဲ့ယုတ်တရားတွေပေါ်မှာဆွဲလန်းမှုမကင်းတဲ့ပုံကိုယ်တွေခုနကအချက်တွေပေါ့နော်ဒုက္ခဆိုတာလည်းဖြစ်တယ်နောက်ပြီးတော့ဒေါမနတဟဟလားဒုက္ခဆိုတာကိုယ်ဆင်းရဲခြင်းကိုပြောတာဘာကိုပြောတာလဲကိုယ်ဆင်းရဲခြင်းပြောတာဟလားတချို့သောပုဂ္ဂိုလ်တွေသာမယာစားဖို့နေပူကြီးထဲမှာအလုံးမလုံးအောင်လားလုပ်ရတယ်ဆင်းရဲတဲ့အလုပ်တွေပင်ပန်းတဲ့အလုပ်တွေတချို့အန္တရာယ်များတဲ့အလုပ်တွေတော့လုပ်ကြရတယ်နော်ဘုန်းတို့ဟိုမျော်စင်ကြီးအပေါ်မှာအဲ့နိုင်ငံတစ်ခုမှဆိုလို့ရှိရင်မျော်စင်ကြီးရှိတယ်အဲ့အပေါ်မှာတက်ပြီးတော့မှဒီမီးလုံးကိုလဲနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီမီးလုံးလဲနိုင်တဲ့ပုဂ္ဂိုလ်ပတ်စံတွေအများကြီးရတယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုလူတွေတော်တော်များများမလုပ်ကြဘူးဘာကြောင့်လဲဆိုအသက်အန္တရာယ်အမတန်နီးတယ်နော်မတော်လို့တစ်ခုခုဖြစ်သွားမယ်ဆိုလို့ရှိရင်ကိုပြုတ်ကျသွားနိုင်တယ်တေဆုံးသွားနိုင်တယ်ဒီလောက်အန္တရာယ်များတဲ့အလုပ်ကိုတော့သက်ဆွတ်ဆံပြလုပ်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဆိုတော့ရှိတာပေါ့နော်အဲ့တော့ဒီခန္ဓာကြီးရှင်သန်ဖို့ရတော့သားမယားတွေကာမဂုဏ်အာယုန်တွေအတွက်ကိုအသက်နဲ့ရင်းပြီးတော့မှလူတွေမလုပ်ကြဘူးလားခြာကြရတယ်ဖွေကြရတယ်ဟလာနော်တခါလေကျရင်အခမ်းမသိပြောရဆိုရတယ်ညီရခုံရတယ်ရံဖြစ်ရတယ်မရှိဘူးလားဟလာဒုက္ခတွေပေါ့နော်ဘာလို့အကြောင်းပြုပြီးဖြစ်တာလဲဆိုတော့ကာမကိုအကြောင်းပြုပြီးဖြစ်တာနော်တကယ်လို့သာဘုန်းတို့ဒီဒုက္ခလွတ်မြောက်ပြီးနိဗ္ဗာန်ကိုရောက်သွားမယ်နိဗ္ဗာန်ကိုရသွားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒုက္ခကြီးရှိပါအောင်မလားရှိပါဘူးဒုက္ခဆိုတာကိုယ်ဆင်းရဲမှုဒေါမနတဆိုတာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုလည်းဖြစ်တယ်စိတ်ဆင်းရဲမှုလည်းဖြစ်တယ်ဥပါယတဆိုတာခုနကတော့ပရိလာဟနဲ့တူတူပဲပေါ့နော်ဥပါယတဆိုတာပူလောင်တယ်ဆင်းရဲတယ်ဟဲ့လားကိုယ်ဆင်းရဲတာနဲ့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲတာနဲ့ဘာဖြစ်လဲနောက်ကပူလောင်မှုတွေဆိုတာမပါဘူးလားပါပါတယ်ဟဲ့လားကိုသားသမီးလေးအပြင်သွားတယ်အချိန်တန်လို့မရောက်ဘူးဆိုမိဘကဘာဖြစ်ပြီလဲပူလောင်နေရပြီဟဲ့လားထိုင်လို့မရထလို့မရအဲ့တော့ဘုန်းတို့ငယ်တော့ပေါ့နော်ဘုန်းတို့အောက်မှာညီ2ယောက်ရှိတယ်တယောက်ကတော့ယဟန်ဝတ်နေပေါ့နော်အခုဓမ္မစရိယတန်တက်နေတယ်အဲသူ့အထက်မှာတယောက်ယောက်ျားလေးတယောက်ရှိသေးတယ်အဲအပေါ်မှာကျရင်ဘုန်းတို့အပေါ်မှာအကိုကြီးတယောက်ရှိတယ်အဲ့ဒီအပေါ်မှာဆိုအမာကြီးတယောက်ရှိတယ်ပေါ့နော်ညီကိုမောင်နှမအကုန်လုံး9ယောက်ရှိတယ်အဲ့တော့9ယောက်ထဲမှာအဲ့ဘုန်းတို့အောက်ကကောင်ကအလုတ်သွားတယ်ဘုန်းတို့ကလူတော့မြို့ထဲမှာသွားတယ်အလုတ်တွေဆိုတိတ်မလုတ်ဘူးဘာလို့လဲဆိုကားမူလို့ကားမစီးနိုင်ဘူးကားစီးလို့ချင်းမူးပြီးတော့အဲ့လိုခီးသွားတဲ့အလုတ်တွေမလုတ်ဘူးကိုယ့်ကိုဆက်ရုံအလုတ်ပဲလုတ်ဆက်ရုံအလုတ်ကြတော့ဟဲ့လားတိတ်မသွားဘူးလေနော်ဆက်ရုံထဲမှာပဲနေရတာဆိုတော့အဲ့တော့ဘုန်းတို့အောက်ကကောင်ကကြတော့မြို့ထဲမှာသူကသွားပြီးအလုတ်လုတ်တယ်အဲ့လိုဒီတထီးတွေနဲ့ဆက်ပြီးတော့မှဒီတိုက်တွေကိုဆေးတုပ်တဲ့အလုတ်လုတ်တာပေါ့နော်အဲ့မှာသူကတထီးတွေစီကနေတော့မှအလုတ်လက်ခံပြီးတော့မှသွားလောက်တာအဲ့တော့တရက်တော့သူကပြန်မလာဘူးပြန်မလာတော့ကြည့်နော်ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘူးသူကသူ့တငယ်ချင်းတွေနဲ့သူလိုက်သွားပြီးသူ့တငယ်ချင်းအိမ်မှာလိုက်အိတ်တာအဲ့ဒီတင်ညာလုံးကအမေကအိတ်ပြောလားဆိုရင်မပြောတော့ဘူးတဲ့ဟလားလမ်းမှာသူများပဲဖမ်းလာကားမြတ်တိုက်လာမျိုးမျိုးမပူအောင်လားသားသမီးရှိတဲ့ပုံကိုယ်တိုင်းသားသမီးကြောင့်ပူလောင်ရတယ်ဆင်းရဲရတယ်အဲ့တော့သားသမီးကိုမရှိအောင်လုပ်လို့ရမလားဆိုတော့မရဘူးဘာတော့လုပ်လို့ရလဲဆိုတော့ဒီသားသမီးပေါ်မှာတက်မှတ်တဲ့တဏှာကိုတော့ပယ်လို့မရဘူးလား
ဘာနဲ့ပေးရမလဲဆိုရင်ခုနဝိပဿနာဉာဏ်ပညာနဲ့ပယ်လို့ရတယ်ဘုန်းတို့ဟလာလမ်းပြတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအလောင်းတော်ဘဝတော်ကပဲကြည်ပေါ့နော်မြတ်စွာဘုရားအလောင်းတော်ဘဝတော်ကမြောင်မင်းကြီးကြားဘူးပြီးသားပဲနော်တောထဲမှာမြောင်မင်းကြီးဖြစ်တော့လေသမားကြီးတယောက်ကတောထဲမှာမျက်စိလဲတယ်တောကလည်းတောနဲ့ကြီးမှောင်မဲနေရတယ်သူဘယ်ကိုသွားမှလည်းမသိအရှိလည်းမသိအနောက်လည်းမသိတောင်လည်းမသိမြောက်လည်းမသိသွားရင်သွားနေပင်ပန်းလာတယ်မောပန်းလာတယ်ခကြီးကလည်းမသွားနိုင်တော့ဘာဖြစ်လဲဆိုတော့သူစိတ်ဓာတ်တွေကြားပြီးတော့မှတောထဲမှာခြုံဝဲချပြီးမငိုဘူးလားငိုတာပေါ့နော်အဲ့ဒီငိုတဲ့အတန်ကိုဘယ်သူကကြားလဲဆိုတော့မြောင်မင်းကြီးကကြားတယ်ဩဒီလူတယောက်ဒုက္ခရောက်နေတယ်နော်တောထဲမှာဒီတိုင်းဆိုအစာငတ်ရင်ငတ်နဲ့တည်တော့မယ်ငါကဲမပဲဖြစ်ချင်တော့ဒုက္ခရောက်ပါလေဆိုမှ तू ကကြောက်ထဲကိုကြာနေပြီနော်ကြောက်ထဲကြာတော့ तू တက်နိုင်ပြီလားဆိုတော့မတက်နိုင်ဘူးတဲ့မတက်နိုင်တော့ तू ငိုနေတာပေါ့နော်အဲ့တော့ဘုရားလောင်းမြောင်မင်းကြီးကဒီလူတော့ငါကဲမပဲဆိုပြီးတော့မှအဲ့ဒီကြောက်ကြီးတွေကိုခုံချပြီးတော့ကြည်နော်ဒီလူတခါနဲ့ကြောပေါ်တင်ပြီးတော့မှခုံတက်ရင် तू ရတယ်ဒါပေမဲ့ तू တေးကြအောင်မလုပ်လဲဆိုတော့ဘုရားအလောင်းကဘလောက်စိတ်သက်ကောင်းလဲဆိုရင် तू ကအစမ်းလေးကျင်နေတာအဲ့တော့ကြောက်တုံးကြီးတုံးကိုမကြည့်တယ်ဒီလူရဲ့ခန္ဓာကိုယ်အလေးချိန်လောက်ရှိတဲ့ကြောက်တုံးကြီးကိုမပြီးတော့မှ तू အရင်ခုံတက်ကြည့်ဒီကြောက်တုံးကြီးကိုမပြီးတော့မှတကယ်လို့မတော်လို့သာဒီကြောက်တုံးကြီးကိုမနိုင်ဘဲနဲ့ပြုတ်ကြမယ်ဆိုဒီမြောက်ကြီးဘာဖြစ်သွားနိုင်လဲတည်လဲတည်သွားနိုင်တယ်မတည်လဲခြေကျိုးလက်ကျိုးဖြစ်မသွားနိုင်ဘူးလားဒုက္ခဖြစ်နိုင်တယ်ဒါပေမဲ့ तू ဒုက္ခဖြစ်ခံပြီးတော့ဘုရားအလောင်းကဟုတ်လားဒီတတ္တဝါတရားကို तू လမ်းပြပေးတာပေါ့နော်အဲ့တော့အလောင်းတော်ဘဝတွေကမြတ်စွာဘုရားတတ္တဝါတွေကိုမလုပ်ခဲ့လေဆိုရင်လမ်းပြပေးခဲ့တယ်အဲ့တော့ကြောက်တုံးကြီးကိုမလို့အောင်သွားတော့ तू အဲ့ဒီလူကိုကြောပေါ်တင်ပြီးတခါလဲခုံတက်လိုက်ဟုတ်လားနှစ်ခါခုံလိုက်တဲ့ခါကျတော့မောလဲမောသွားတာပေါ့နော်မောသွားတော့ तू အဲ့ဒီလေသမားရဲ့ပေါင်းပေါ်မှာအေးငါမောသွားပြီငါခဏအိတ်အောင်မယ်ဆိုပြီးတော့မှဒီပေါင်းပေါ်မှာမလုပ်လဲဆိုတော့မြောင်မင်းကြီးကခဏမေးနေတာပေါ့နော်အမောဖြေနေတာပေါ့တကယ်တော့ဘုန်းတို့စကားနဲ့ပြောလို့ဒါခဏလေးလို့ထင်ရတာဟိုမှာတော့ तू အမတန်ပင်မဆင်းရဲခံပြီး तू မလုပ်နေရတာလေကယ်နေရတာနော်အဲ့လိုကယ်နေတာကိုဒီဖျားအလောင်းမြောင်မင်းကြီးကပင်ပန်းပြီးအိတ်နေတော့လေသမားကဘာစဉ်းစားလဲဆိုတော့ကြည့်ပေါ့နော်ဩငါတောထဲထွက်လာတာအမဲလိုက်ထွက်လာတာဘာမှလည်းမပါဘူးအိမ်ပြန်တော့ငါမိမငါအဆူတော့မယ်သူဘာလို့တတိရလဲမိမကိုတတိရတယ်အဲ့ဒါဘာလဲဆိုတော့တဏှာကြောင့် तू မလုတ်တင်တာကိုလုတ်တာပဲတကယ်တမ်းကျတော့တရားခံကဘာလဲဆိုရင်ကာမရာဂပဲနော်တရားခံကဘာလဲကာမရာဂ तू အမျိုးသမီးကို तू တတိရတော့အေးဘာပဲဖြစ်ဖြစ်ငါမိမကြည်နအောင်လို့တော့ငါလုတ်မှရမယ်အဲ့တော့ဘာမှလည်းမရှိဘူးဒီမြောက်ကြီးကိုငါထုတက်ပြီးတော့မှဒီမြောက်ကြီးကိုဟလာလှီးဖြတ်ပြီးယူသွားပြီးတော့မြောက်သားပေးမယ်ဆိုရင်ငါမိမတော့နည်းနည်းငါ့ရဲ့အမျိုးသမီးတော့ကြည်နက်သွားလိမ့်မယ်ဆိုပြီးတော့ तू ဘာလုပ်လဲဆိုတော့ဘေးနဲ့ကြီးလေးရဲ့ကြောက်တုံးကြီးကိုကာပြီးတော့မှဖျားအလောင်းမြောင်မီးရဲ့ခေါင်းကိုမလုပ်လိုက်နဲ့အားကုန်ထုလိုက်တယ်နော်လူတယောက်ရဲ့ဒီကြောက်တုံးကြီးစဉ်းစားကြည့်ပေါ့နော်ဒါပေမဲ့ तू ကအစာငယ်ရင်ငယ်ဖြစ်လာတော့အားကလည်းတိတ်မရှိဘူးပေါ့နော်အားကလည်းနဲနေတဲ့ခါကျတော့မြောင်မင်းကြီးကမသေးဘူးမသေးဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့ခေါင်းကြီးကွဲသွားတယ်အဲ့မှာသူ့ကြီးစီးကြလာတာပေါ့နော်ဖျားအလောင်းမြောင်မင်းကြီးကလည်းကြောက်လန့်ပြီးတော့မှဟလားတစ်ပြင်ပေါ်ခုံတက်ပြီးတော့မှ तू ပြေးသွားတယ်ပြေးသွားတော့အဲ့ကြမှာ तू တတိယဩငါမှားသွားပြီဟမ်ငါလမ်းပြမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဟုတ်လားနော်မြောင်မင်းကြီးကိုတနာလို့ငိုတာလားဆိုတော့မဟုတ်ဘူး तू လမ်းပြောက်လို့ငိုတာနော်အဲ့တော့ဘုရားလောင်းမြောင်မင်းကြီးကအေးတင်ငါ့ကိုလည်းခေါင်းကိုလည်းထူသေးတယ်ပြီးတော့ငိုလည်းငိုသေးတယ်ဘာလို့တင်ငိုနေတာလဲဆိုတော့အေးတဲ့ငါအခုတောတွေကပြန်မထွက်တတ်လို့ငိုနေတာဟုတ်လားနော်အဲ့ဒီမှာဘုရားလောင်းကသူ့ရဲ့သွေးသက်တွေကိုချပြီးတော့မှဒီလေသမားကြီးကိုဘာလုပ်လဲဆိုရင်လမ်းပြပေးတယ်ဟောနော်လမ်းပြဆရာကြီးဘာနဲ့ရင်းပြီးတော့လမ်းပြခဲ့တာလဲသွေးသက်တွေနဲ့ရင်းပြီးလမ်းပြခဲ့တယ်အဲ့ဒီသွေးသက်တွေကိုကြည့်ပြီးတော့မှတွားရင်နဲ့မှနောက်ဆုံးမှတော်တဲ့ကလှုပ်ပြီးတော့မှသူလေတော်တဲ့ကိုဘယ်ထိလိုက်ဖို့လဲဆိုတော့သူတို့ရွာဇက်ထီကိုလိုက်ပို့ပြီးတယ်ပေါ့နော်သူတို့ရွာဇက်ထီလိုက်ပို့တော့ဖျားအလောင်းမြောင်မင်းကြီးမျက်စိကွယ်တဲ့နေရာလဲရောက်ပေါ့ဒီသူတော်ကောင်းကိုပြစ်မှားမိတဲ့အကုသိုလ်ကံကြောင့်အဲ့ဒီပုံနာကြီးလေးပါဖြစ်လဲဆိုရင်ညီညွတ်သွားတယ်အဲ့တော့ဘုန်းတို့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်မြတ်စွာဘုရားဆိုတာအလောင်းတော်ဘဝလေးကတတ္တဝါတွေကိုတတ်နိုင်တဲ့လောက်လမ်းမပြခဲ့ဘူးလားလမ်းပြအခုဘုန်းတို့ဒီတရားတွေဟောနေတယ်ဆိုတာဒီတရားတွေကလမ်းပြပြီးတဲ့ညီပုံကြီးနဲ့တူတယ်။ဘာနဲ့တူလဲ။ဒီတရားတွေပြပေးဖို့ရတော့မြတ်စွာဘုရားက
လေးသိချီနဲ့ကဘာတသိမျက်လုံးတွေအများကြီးမဆုံးခဲ့ရဘူးလားဆုံးခဲ့ရတယ်အသွေးတွေလည်းအများကြီးဆုံးခဲ့ရတယ်အသားတွေလည်းအများကြီးဆုံးခဲ့ရတယ်တတ္တဝါတွေကိုဒီတရားတွေဟောခြင်းလုံးလုံးပေါ့နော်ဘုန်းတို့ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဘုရားရှိခိုးထဲမှာပါတယ်လေဘုန်းတို့အမတန်အမောက်သဘောကြတယ်ဒီဘုရားရှိခိုးဘုန်းတို့ကဒီဘုရားကိုပူဇော်တဲ့ဘုရားရှိခိုးကာတာတွေဆိုရင်လို့ရှိရင်သဘောကြတော့ကြက်ထားပါတော့ဘုရားရှိခိုးကာတာတွေဆရာတော်ကြီးတွေဘုရားရှိခိုးပူဇော်တဲ့ကာတာတွေဆိုလို့ရှိရင်အလွတ်ကြက်ထားအဲ့ဒီမှာဆရာတော်ကြီးကဒီသူ့ရဲ့ဝန္ဒနာဗနာမအာတိတဘုရားရှိခိုးမှာယောကဘာကိုတိဟိပိအပမေယံကာလကရွန်တော်အတိတုတ်ကရာနိခေရကတောလောကဟိတယနာထောနမောမာကာရုဏိကတ္တတတ္တယောနာထောဝိနည်းများသောတတဝါဤချမ်းသာစီးပွားလိုလားတောင်းတခုံကုံပေါခတွင်နာထမြညာအကျဉ်ရှင်တော်မြတ်ဖျားသည်ကပ္ပကောတိဟိပိဂရေကဘာဤအတွက်တင်ကြတို့ဖြင့်တော်လဲအပမေယံဤအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးတင်ချေသိနေကဘာရှိကြသောကာလပတ်လုံးကပ္ပကောတိကိကဘေကရဘာဤအတွက်တင်ကြတို့ဖြင့်တော်လဲအပမေယံဤအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးကျင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတာယတတလောကဤကျိုးစီပွားလို့ငါအတိတုဂရာနိဥစ္စာအတ္တခြေလက်အင်္ဂါမေတ္တာကြည်မသမိတာနှင့်တထာဇနိဆိုခြင်းကြီးဟုကျက်တိထဝေငါသွဲဆိုလွန်ခင်းတော်မူလို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးတဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းတို့ကရွန်တော်ဘဝတဏ္ဍကျိန်ပန်းများစွာရောက်တော်မူခဲ့ရရှာလေပြီအဲ့ဒီမှာပဲဘုန်းတို့နားထောင်ကြည့်ပါနော်တတ္တဝါတွေတရားရဖို့ရအတွက်လက်ချီမျက်လုံးအသက်ဆုံးလျက်ဟလာလက်တွေခြေတွေမျက်လုံးတွေအဆုံးရှုံးမခံခဲ့ရဘူးလားခံခဲ့ရပါတယ်ဒီတရားတွေဟောပြနိုင်ဖို့ရအတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတတ္တဝါတွေကိုလမ်းပြဖို့ရအတွက်ဘာတွေဆုံးခဲ့ရလဲလက်တွေခြေတွေမျက်လုံးတွေဆုံးခဲ့ရတယ်အသက်လည်းဆုံးခဲ့ရတယ်နှလုံးစိတ်ဝံကိုယ်တော်ဤပြင်ပန်းခြင်းလို့ဟလာနှလုံးစိတ်ဝံပင်ပန်းခံရတယ်စိတ်ဆင်းရဲခံရတယ်ကိုယ်ဆင်းရဲခံရတယ်တတ္တဝါတွေကိုဘာဖြစ်စေခြင်းလို့လဲလမ်းပြပေးခြင်းလို့ဟလာနော်မြောင်မင်းကြီးဘုရားတော်ကလေသမားကြီးကိုတွေးဆက်တွေချပြီးတော့မှလမ်းပြခဲ့သူလို့တတ္တဝါတွေကိုဒီတရားတော်တွေဟောနိုင်ဖို့ရအတွက်မြတ်စွာဘုရားကလည်းဥစ္စာအတ္တခြေလက်အင်္ဂါမေတ္တာကြီးမားသမိသားနေဟောနော်ဥစ္စာစီစဉ်ဥစ္စာဆိုလည်းအများကြီးဆွတ်လွတ်ခဲ့တယ်အတ္တဆိုလည်းဘဝပေါင်းများစွာတည်ခဲ့တယ်ဟလာဘလို့ပဲတည်ပေါ့နော်တည်ခြင်းဟာဆင်းရဲတာပဲနော်ဥစ္စာအတ္တခြေလက်အင်္ဂါဟလာခြေလက်အင်္ဂါတွေရောအဆုံးရှုံးမခံခဲ့ရအောင်လားခံခဲ့ရပါဘူးလမ်းပြဆရာကြီးကလွယ်လွယ်လမ်းပြလို့ရလားဆိုတော့မဟုတ်ဘူးသူ့မှာပေးဆက်မှုတွေမရှိဘူးလားရှိပါပါအဲ့ဒီပေးဆက်မှုတွေနဲ့ဘုန်းတို့ဒီမှာတရားတော်မြတ်တွေကိုဟောပြတယ်ဟလာနော်လမ်းပြတဲ့ပုဂ္ဂိုလ်ကမပြခဲ့ဘူးလားပြပါပါဘုန်းတို့မြတ်စွာဘုရားပိဋကတ်သုံးပုံမှာတုတ်တန္တပိဋကတ်ဆိုတာမရှိဘူးလားရှိပါဘူးဘုန်းတို့ဟောတဲ့တရားကဒါတုတ်တန်ပိဋကတ်ထဲကနောက်ပြီးတော့အဘိဓမ္မာပိဋကတ်မရှိဘူးလားရှိပါဗျာနောက်တစ်ခုကဘာလဲဆိုရင်ဝီနီးပေါ့နော်ဝီနီးပိဋကတ်ဆိုတာသီလပိုင်းကြီးဟောတာအဲ့ဒီမှာတုတ်တန္တဆိုတာဘာကိုပြောတာလဲဆိုတော့ဘုန်းတို့တစ်ခွဲသမားတွေတုံးတဲ့မြင်းကျိုးကိုပြောတာဘာကိုပြောတာလဲမြင်းကျိုးဟလာဒါတစ်ခွဲတဲ့လူတွေဆိုရင်ပိုသိတာပေါ့နော်ဟလာဒီတခဲလေးတွေကအမဲလေးတွေကိုယူပြီးတော့ကျိုးလေးကိုစိန်လိုက်တယ်ရေနဲ့ဖြော်ပြီးတော့ပြီးရင်ဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ကာပြီးတော့မှဥပမာအပြင်ဘုန်းတို့ရှစ်တကြပြခွဲမယ်ဆိုရင်ပေတံလေးနဲ့တားပြီးတော့မှအဲ့မြင်းကျိုးလေးကိုဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ဘာလုပ်ရလဲဖြောင်းနေအောင်ဆွဲပြီးတော့မှဖြတ်ခနေဆိုပြီးတော့မရိုက်လိုက်အောင်လားရိုက်တော့ကျိုးအရာလေးထင်သွားတယ်အဲ့ဒီကျိုးအရာလေးအတိုင်းခွဲမယ်ဆိုရင်ဒီတစ်ကဖြောင်းဖြောင်းတန်းတန်းနဲ့လိုချင်တဲ့တင်မရဘူးလားရပါဘူးအဲ့ဒီမြင်းကျိုးလေးကိုတုတ်တန်လို့ခေါ်တယ်နော်တုတ်တန်ဆိုတာဗာလဲမြင်းကျိုးတကယ်တမ်းပြောမယ်ဆိုလမ်းပြဆရာပဲနော်အခုတုတ်တန်တာပိဋကတ်ဆိုတာဘုန်းတို့တတ္တဝါတွေကိုဆင်းရဲကနေလွတ်ပြီးတော့မှချမ်းသာရအောင်လို့လမ်းပြပေးတဲ့တရားတော်တွေဒါကိုဘာလို့ခေါ်လဲဆိုရင်တုတ်တန်တာလို့ခေါ်တယ်ပြောမယ်ဆိုရင်လမ်းပြဆရာဗာလဲတရားတော်တွေကလည်းလမ်းပြဆရာမြတ်စွာဘုရားကလည်းလမ်းပြဆရာမြတ်စွာဘုရားဆိုတဲ့လမ်းပြဆရာကြီးကဟောဒီလမ်းကိုသွားပြီးမညွှန်ဘူးလားညွှန်တယ်အဲ့လိုညွှန်ဖို့ရတော့မြတ်စွာဘုရားဘာလို့ခဲ့ရလဲဆိုရင်ပါရမီ10ပါးကိုဖြည့်ခဲ့ရတယ်ဖြည့်တဲ့အခါမှာလည်းစင်စင်ရဲရဲပြင်းပြင်းပန်းပန်းနဲ့မဖြည့်ခဲ့ရဘူးလား
အဲ့တော့ဘုန်းတို့ကမြတ်စွာဘုရားရဲ့မဟာကရုဏာတော်ကိုသိမြင်နားလည်ပြီးဩငါတို့ဒီတရားတွေနာနိုင်ဖို့ရအတွက်မြတ်စွာဘုရားအများကြီးပေးဆက်ခဲ့တယ်မြတ်စွာဘုရားကိုပြောမယ်ဆိုရင်အာနာတော်အာရင်ပါနော်အာနာဖို့မကောင်းဘူးလားအာနာတဲ့စိတ်လေးနဲ့ဖြစ်ဖြစ်ဒီသူတော်ကောင်းတရားတွေမနာသင့်ဘူးလားမြတ်စွာဘုရားကိုလေးစားသောအဖြစ်နဲ့သူတော်ကောင်းတရားတွေနာကြားတဲ့မြတ်စွာဘုရားကိုကြည်ညိုသောအဖြစ်နဲ့သူတော်ကောင်းတရားတွေကိုနာကြားတဲ့မြတ်စွာဘုရားရဲ့ကျေးဇူးကိုဆက်သောအဖြစ်နဲ့ဒီသူတော်ကောင်းတရားတွေနာကြားအထုတ်တဲ့ဒါကြောင့်မလို့အကောင်းဆုံးလမ်းပြဆရာကြီးကဘယ်လိုလဲဆိုရင်မြတ်စွာဘုရားဖြစ်တယ်ဒါကြောင့်ဘုန်းတို့အခုဝိပဿနာသင်တန်းတွေဟောတယ်ဆိုတာဘုန်းတို့ဟောတဲ့တရားတွေကတကယ်တမ်းကိုသိလို့ဟောတာတစ်လုံးမှမပါဘူးเนาะဘယ်သူဟောတာကိုပြန်ဟောနေရလဲမြတ်စွာဘုရားဟောတဲ့တရားကိုဘုန်းတို့ကတစ်ဆင့်ပြန်ပြီးတော့မှဟောပြပေးတယ်အခုဒကမာကြီးရဲ့ဒီမှာတရားနာရဲဆိုတာကဟလာလမ်းပြရဲ့အနောက်ကလိုက်တဲ့သူတွေနဲ့မတူဘူးလားတူပါလေဗျာအနောက်ကတော့လိုက်တော့လိုက်တယ်လမ်းမှတ်မိလားဆိုရင်မှတ်မိလားမမှတ်မိပါဘူးဗျာမမှတ်မိပဲလိုက်တော့လဲနေမှာပေါ့နော်အရင်တစ်ဘက်ကဟောတဲ့တရားဒီတစ်ဘက်မှတ်မိသေးလားဟောမမှတ်မိတော့ဘူးလားလိုက်လမ်းနောက်လိုက်တယ်တော်လိုက်တာနော်ဟလာအရင်တစ်ဘက်ကဟောတဲ့တရားခေါင်းစဉ်မှတ်မိလားခေါင်းစဉ်မနေ့ပိုင်းဟောတာပါလေအဘွယ်လူသာဟလာနေခင်းပိုင်းဟောတဲ့တရားကြတော့ဇေယျလေးမျိုးနဲ့အစွမ်းလေးမျိုးဒီခေါင်းစဉ်လေးမှတ်မိရင်တော့မှပဲတရားကိုခြုံငုံမိသွားပြီပေါ့နော်အဘုန်းတို့ကခေါင်းစဉ်ပေးတဲ့နေရာတော်တော်လေးစဉ်းစားပြီးတော့ပေးထားဘာကြောင့်လဲဆိုတော့တရားတစ်ခုလုံးခြုံငုံမိအောင်လို့အဲ့တော့ဘုန်းတို့ဘာအောင်ဒီနေ့ဒီမနေ့ပိုင်းမှာပြောနေတာလဲဆိုတာတရားရဲ့ဏ္ဍာန်ပိုင်းပဲရှိသေးတယ်နော်မြတ်စွာဘုရားဆိုတာတတ္တဝါတွေအတွက်မက္ခကုသလာအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးမြတ်စွာဘုရားရဲ့မြတ်စွာဘုရားဆိုတဲ့ GPS ကလွဲတယ်မှားတယ်ဆိုတာမရှိဘူးတဲ့။ဘာနဲ့တိဆောက်ထားတယ်လဲဆိုတော့တပ်ပိညုတဉာဏ်တော်ကြီးနဲ့တိဆောက်ထားတယ်။အေးတတ္တဝါတွေမကောင်းတာတွေမလုပ်နဲ့မကောင်းတာတွေကဆင်းရဲကြောင်းတရားတွေမဟောဘူးလား။ဟောပါဗျာ။တေချာမောက်ပဲစဉ်းစားကြည့်ပေါ့နော်။ဘုန်းတို့ဥပမာအဖြစ်သူများအသက်ကိုတွားတက်လိုက်ရင်လက်ရှိပြစ္ဆုတ်ပံမှာမဆင်းရဲဘူးလား။ဆင်းရဲပါဘူး။ကိုတက်လိုက်တဲ့ပုဂ္ဂိုလ်ကသားသမီးတွေရှိမယ်ဆိုကိုယ်ပြန်ပြီးတော့မှတတ်မယ်ကိုယ်ဒုက္ခပေးမယ်။နောက်ပြီးတော့ဥပဒေအရဆိုရင်လည်းလူတတ်မှုနဲ့ထောင်မကျနိုင်ဘူးလားအဲ့တော့လူတတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကရောချမ်းသာမလားဆင်းရဲမလားဆိုရင်ဟောလက်တွေ့မကြဘူးလားအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေအမှန်တန်လက်တွေ့ကြတယ်ဟလားနော်ဥပမာအဖြစ်ဒါနကောင်းမှုကိုပြုမယ်ဒါနပြုခြင်းအဖြစ်ဒါနပြုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမချမ်းသာဘူးလားချမ်းသာပါဘူးပျော်ရွှင်တာပေါ့နော်ပြီးရတာဩငါပြီးလို့လူသူတို့စားရတယ်စားတဲ့ပုဂ္ဂိုလ်ကြီးကြည့်ပြီးတော့မှစိတ်ထဲမှာဘာဖြစ်လဲဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဒါနရဲ့အကျိုးဆက်ကလက်ငယ်မခံစားရဘူးလားကိုယ်အကြောင်းပြုပြီးတော့လည်းအများကမချမ်းသာဘူးလားဆိုတော့ချမ်းသာတယ်ဟလာဒါနကုသိုလ်ဆိုတာလည်းသိတာတယ်သီလကုသိုလ်လည်းသိတာတယ်ဘာဝနာကုသိုလ်ကြတော့လက်တွေ့အားထုတ်ရင်လက်တွေ့မသိတာဘူးလားသိတာပါဟိုဘုန်းတို့မနေ့ကတန်ဝေကကြပြားတွေရွတ်တဲ့အခါမှာကိုယ်စိတ်အခြေအနေကိုကြည့်ဘူးနော်အဲ့ဒီအချိန်မှာတန်ဝေကဉာဏ်တွေမဖြစ်ဘူးလားဖြစ်ပါဘူးတိတိကျကျဒီပေါ်မှာစိတ်ကလေးနှိမ့်ပြီးတော့မှရွတ်မယ်ဆိုရင်အမတန်မှကိုကြီးကျယ်တဲ့ဟလာတန်ဝေကဘာဝနာကုသိုလ်တွေမဖြစ်ဘူးလားဆိုရင်ဖြစ်တယ်ဒါကြောင့်မလို့ဘုန်းတို့ဒီမနေ့မှာအကောင်းဆုံးသောလမ်းပြဆရာကြီးအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးကတတ္တဝါအားလုံးတို့ရဲ့ဘယ်သူလဲဆိုလို့ရှိရင်မြတ်စွာဘုရားဟလာနော်အဲ့တော့လမ်းနောက်လိုက်တဲ့လမ်းမကျွမ်းကျင်တဲ့ပုံကိုယ်တွေကဘယ်လိုပုံကိုယ်တွေလဲဆိုတာဘုန်းတို့နေခင်းကြမှာဆက်ပြီးဟောကြနာကြကျင်ညိုကြအောင်ဒီမနေ့ပိုင်းမှာဘုန်းတို့ဟလာအကျွမ်းကျင်ဆုံးလမ်းပြဆရာကြီးကလက်ချီမျက်လုံးအသက်ဆုံးတဲ့နှလုံးစေဝံကိုယ်တော်ဤပင်ပန်းခြင်းတို့ဆင်းရဲခြင်းတွေခံပြီးတော့မှတပ်ပိညုတဉာဏ်တော်ကြီးကိုတိဆောက်ပြီးတော့မှမြေပုံနဲ့တူတဲ့တရားတော်တွေကိုဟောခဲ့တယ်ဒီမြေပုံတိုင်းသွားမယ်ဆိုရင်ဘုန်းတော်ကတေချာပေါက်ဒုက္ခကလွတ်မြောက်နိုင်တယ်လို့သိမြင်နားလည်ပြီးတော့မှသူတော်တရားတွေကြိုးစားပွားများအထောက်နိုင်ကြသဖြင့်ဒုက္ခခသေးအင်းငြိမ်းရာဖြစ်သောနိဗ္ဗာန်ဗြဟ္မကိုရဟတဘုပေါင်းနှိမ်မြန်ထုတ်ချရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းကြီးတွေမုတ်ချမသွေဖြစ်ကြပါသည်ကုန်တည်း